Okay. မင်္ဂလာပါရှင်ဒီချောင်းလေးပါ so report card ရဲ့ recap လေးပို့ပေးချင်လို့ပါဆိုတော့ပြီးခဲ့တဲ့ report card လေးတော့ကျမတို့ကအမှတ်တွေအကြောင်းပဲဆွေးနွေးတာမဟုတ်ဘူးစာမေးပွဲမိကုန်းမှာကလေးတွေကဘာတွေမှားလဲဆိုတာပဲဆွေးနွေးတာမဟုတ်ဘူးgrade တွေအကြောင်းပဲဆွေးနွေးတာမဟုတ်ဘူးရှေ့လျှောက်မှာဘယ်အချိန်ဒီမှာပဲမဆိုဘယ်နေရာမှာပဲမဆိုကလေးတွေဟာတကယ်ကိုပဲ strive ဖြစ်ဖို့စ조사ရုန်းကန်ပြီးတော့အောင်မြင်မှုတွေရဖို့ဒီအထိဆက်ဆွေးနွေးပါတယ်အဲ့ဒီတွေအတွက်ပထမဆုံးအနေနဲ့ပြောပြချင်တာကပညာရေးလမ်းကြောင်းကျွန်တော်တို့ငယ်ငယ်ကမိဘများငယ်ငယ်ကပညာရေးလမ်းကြောင်းဆိုတာကစာသင်ရေးချာလုပ်မယ်တစ်နှစ်တစ်တန်းပုံမှန်အောင်မယ်10တန်းအောင်မယ်တက္ကသိုလ်ရောက်မယ်ဝယ်ရမယ်အလုပ်ရအခုဒီဘက်ဖြစ်မှာတော့အဲ့ဒီလိုမဟုတ်တော့ဘူးအရင်ခေတ်ကလမ်းကြောင်းမှာတော့ပညာရေးလမ်းကြောင်းရဲ့အဆုံးမှာတက္ကသိုလ်ကစောင့်နေတာအခုဒီဘက်ခေတ်မှာကတော့ပညာရေးလမ်းကြောင်းရဲ့အဆုံးမှာတက္ကသိုလ်ကစောင့်မနေဘူးကလေးတွေဒီအဲ့တက္ကသိုလ်ရှိရဲ့စီကိုသွားရမယ်အလုပ်တွေရှိရဲ့စီကိုသွားရမယ်တခုကနေတခုဘယ်ဟာပိုကောင်းတာလဲသူတို့ကရှာရအဲ့ဒီလိုတွေအတွက်လိုအပ်တဲ့ skills တွေအများကြီးဖြစ်သွားပြီအဲ့ဒါတွေကအဲ့ဒီထဲမှာတော့ skills တွေအများကြီးထဲမှာကျွန်မနောက်မှlist လေးနဲ့ထုတ်ပေးပါမယ်ပထမဆုံးအနေနဲ့ကတော့ပထမဆုံးနဲ့အရေးကြီးဆုံးပါစင်စမ်းမပြတ်သင်ယူလို့စိတ်ရှိဖို့လိုပါတယ်ဘယ်အချိန်ဒီမှမဆိုသင်ယူလို့စိတ်ရှိနေဖို့လိုတယ်ဘာပဲမဆိုသိချင်နေတယ်တတ်ချင်နေတယ်ဒီလိုမျိုးဖြစ်နေရမှာပေါ့so နံပါတ်2အချက်ကတော့ကလေးတွေဒီဘယ်ခေတ်အချိန်ဒီမှာပဲမဆိုသူတို့ဟာစူးစမ်းနေဖို့လိုတယ်ပုံမှန်စူးစမ်းနေဖို့လိုတယ်တက်ပြီးသားတွေဟာပိုသိနေဖို့လိုသလိုအများကြီးချဲ့ကားပြီးတော့ဆက်ဆက်ပြီးတော့လည်းသိနေဖို့လိုပါတယ်နောက်တစ်ခုကအဲ့ဒါတွေလုပ်နိုင်ဖို့အတွက်အရေးကြီးတာကအချိန်ကိုစီမံခန့်ခွဲခြင်းပါ time management အချိန်ကိုစီမံခန့်ခွဲခြင်းဆိုတာဟာတစ်ချိန်လုံးစာလုံးနေဖို့ပြောတာမဟုတ်ဘူးတစ်ချိန်လုံးအတန်းနေတက်နေဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့သူတို့ဒီဘယ်ဟာကအရေးကြီးလို့ဘယ်ဟာကတော့ဖြစ်ခဏထားလို့ရသေးတယ်ဘယ်ဟာကတော့ဖြစ်အခုချက်ချင်းလုပ်ရတော့မှာဘယ်ဟာလေးကတော့ဖြစ်နည်းနည်းတော့လိုအပ်တယ်ဒီလိုအဖြစ်သူတို့ဟာဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချနိုင်ဖို့လိုတယ်ရှင်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့မိဘများရဲ့အခန်းကဏ္ဍဟာလည်းနည်းနည်းလေးပြောင်းစပြုလာပြီဆိုတဲ့အကြောင်းပါအရင်ကလိုမျိုးမိဘတွေဟာကလေးတွေရဲ့စာအတူလုပ်ပေးတဲ့ homework အတူလုပ်ပေးတဲ့ဆရာမလည်းမဖြစ်တဲ့တော့ပါဘူးသူတို့ကိုhomework ပြီးပြီလားလောက်ကိုပဲပြောပေးနေတဲ့မိဘများလည်းမဖြစ်တဲ့တော့ပါဘူးသို့တော့ဘယ်အချိန်ဒီမှာဆိုမိုးရွာသည်ပဲဖြစ်စေနေပူသည်ပဲဖြစ်စေစိတ်ချမ်းသာသည်ပဲဖြစ်စေစိတ်မချမ်းသာသည်ပဲဖြစ်စေတနေ့ကတော့ဖြစ်မင်းစာတော့၄မျက်နှာလောက်တော့ပြီးအောင်တော့ဖတ်ရမယ်ဆိုအဲ့ဒီလိုစီကံလေးကိုအချိန်ဒီတိုင်းမှာပုံမှန်သတိပေးဖို့ပါစာဖတ်စရာရှိတဲ့ဟာဖတ်ကိုဖတ်ရမယ်နားစရာရှိတဲ့အချိန်ကလည်းနားကိုနားရမယ်အိမ်လုံးလုပ်ပေးစရာရှိတဲ့အချိန်ကလည်းလုပ်ပေးကိုလုပ်ပေးရမယ်ဒီလိုပုံစံလေးတိုက်သွားရင်ကလေးတွေဟာသူတို့စိတ်ထဲမှာအချိန်ကိုဘယ်လိုစီမံခန့်ခွဲရတယ်ဆိုတာလေးနည်းနည်းစီရသွားပါလိမ့်မယ်ဆိုတော့အချိန်မင်းနားထောင်ပြီးကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီ report card ဒီကနေပြီးတော့ကြောက်ရောက်လာကြတဲ့မိဘများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မကြောက်ရောက်လာဖြစ်တဲ့မိဘများကိုလည်းအခုဒီ presentation လေးကနေပြီးတော့ကျွန်မအဲ့ဒီနေ့ရဲ့ sense လေးတစ်ခုပေးလိုက်ပါတယ်ရှင့်ကျေးဇူးအများကြီးတင်ပါတယ်